Okay အဲ့တော့တောက်ပြရတော့မယ့်မင်္ဂလာပါအဲ့တော့ဆောက်ဒီနေ့ကကျတော့ lesson 3မှာဆရာတို့ပြန်တွေ့ကြပြန်ပါပြီเนาะအဲ့တော့ lesson 3မှာကကျတော့ဆရာတို့ဒီအရှိကဆရာတို့သင်ခဲ့တဲ့သင်ခန်းစာကကျတော့ဒီ chemistry ဆိုတာက central rule မှာအဓိကပါပြီးတော့မှ other branches တွေနဲ့ဘယ်လိုမျိုး intertwine ဖြစ်နေတဲ့အကြောင်းကိုလေ့လာခဲ့တယ်အမျိုးအစားဆရာ19မျိုးသင်ခဲ့တယ်ပေါ့နော်19မျိုးမှာဆရာအင်းလို့ရွတ်တဲ့အခါမှာ15ကိုဆရာကြော်ပြီး16သွားတော့ရွတ်တဲ့အခါမှာ20ဖြစ်သွားတယ်ပေါ့အမှန်တော့ဆရာက19မျိုးပဲဖြစ်ပါတယ်ဒါတော့ဆိုရင်ဆရာတို့ကဒီစာပိုက်တွေဖြစ်တဲ့ဆရာတို့က 1.2 ဆရာတို့ဒီ milestone မစခင်မှာဖတ်စာအုပ်ထဲမှာပါတယ်စာပိုက်လေးတွေထဲမှာပါတယ်အချက်လက်တွေကိုဆရာလိုအပ်တာလေးပဲထုတ်ပြီးတော့ဆရာသင်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့တူတူစပြီးတော့ဆရာနဲ့တူတူလေ့လာလိုက်ရအောင် Okay ဒါဆိုရင်ဆရာဒီမှာ template တွေတောက်တူတွေ့ကြမယ်ထင်ပါတယ်เนาะအဲ့ဒါဆိုရင်ဒီလိုဖတ်စာကိုမကြည့်နဲ့เนาะဖတ်စာထဲမှာစာသားတွေတော့ကြည့်ကြတော့မူရလိမ့်မယ်เนาะအများကြီးပဲစာတွေကဟိုလိုအပ်တာတွေရောမလိုအပ်တာတွေရောအကုန်လုံးရိုးထည့်ထားတာဆိုတော့ဆရာတို့အနေနဲ့ကကြတော့လိုအပ်တဲ့အပိုင်းတွေပဲဆရာရွေးပြီးတော့တင်သွားပြီးမှာဖြစ်ပါတယ်ဒါဆိုရင်ဆရာနံပါတ်1ဆရာစပြီးတော့လာတာကကြတော့ကလေးတို့စာအုပ်ထဲမှာဆိုရင်တော့ just what is chemistry ပေါ့အဲ့တော့ဆရာတော့ဆက်ထုတ်လိုက်တာက what is chemistry ဓာတုဗေဒဆိုတာဘာလဲဒါဆိုရင်ဓာတုဗေဒဆိုတာဘာလဲဆရာတို့ကြည့်ရအောင်အဲ့တော့ chemistry ဓာတုဗေဒဆိုတာက is the study of လေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်တဲ့ matter ဆိုတာက drug ကိုပြောတာပါကလေးတွေဒါ chapter 2မှာဆရာတို့သင်ရမှာเนาะခုလေးကကြိုပြီးတော့လေ့လာထားပါ MHD ရ matter ဆိုတာက drug ဖြစ်ပါတယ်ဒါတွေရရပတ်သက် drug drug တွေကိုလေ့လာတဲ့ဘာသာရပ်ဖြစ်ပြီးတော့မှ and the changes in and the goal changes in and the goal ဆိုတာကဆရာတို့ကကြုံတွေ့ခံစားရတဲ့ပြောင်းလဲခြင်းတွေပေါ့နော်ဘယ်သူလဲဆိုတော့အဲ့ drug တွေကအဲ့ drug တွေရဲ့ဆရာတို့ကကြုံတွေ့ခံစားရတဲ့ပြောင်းလဲခြင်းတွေနဲ့ drug တွေအကြောင်းကိုလေ့လာတဲ့ဘာသာရပ်ကိုဆရာတို့ကဘာလို့ခေါ်လဲဆိုတော့ chemistry ဆိုတဲ့ဓာတုဗေဒလို့ခေါ်ပါတယ်ဒါဆိုရင်ထပ်ပြီးတော့ဆရာတို့သိကြမယ့်ဟာက matter drug ဆိုတာက is anything ဘယ်အရာမဆိုဖြစ်နိုင်တယ်that has mass drug 2လည်းရှိပြီးတော့မှ occupy space နေရာလွတ်မှာ space ဆိုတာနေရာလွတ်ပေါ့နော်နေရာလွတ်မှာ occupy ဆိုတော့နေရာယူနိုင်တဲ့ drug 2အလေးချိန်ရှိတဲ့ဘယ်ပစ္စည်းအမျိုးအစားမဆိုဆရာတို့က matter ဆိုတဲ့ drug လို့ခေါ်ပါတယ်အဲ့တော့ဆရာတို့သုံးနေတဲ့ခဲပြက်လဲ matter ဆရာတို့အင်ရလဲ matter စာအုပ်တွေကလဲ matter အကုန်လုံးကဆရာတို့ matter ဖြစ်ပါတယ်เนาะအဲ့တော့နေရာလဲယူနိုင်တယ်အလေးချိန်လည်းရှိတယ်ဒါတွေကိုလို့ဆရာတို့က matter drug တွေလို့ခေါ်ပါတယ်အဲ့တော့ chemistry ဓာတုဗေဒက help up ဆရာတို့ကိုကူညီပေးတာက understand နားလည်ဖို့အတွက်ကူညီပေးပြီးတော့မှ use matter more effectively ဆိုတာကအဲ့တော့ဆရာတို့ဒီ drug အကြောင်းကိုပို့ပြီးတော့အကျိုးသက်ရောက်ပေါ့နော်ပို့ပြီးတော့ဆရာအကျိုးရှိစွာနားလည်အောင်လုပ်ပေးပြီးတော့မှအဲ့ matter တွေကိုဆရာတို့ကပြန်ပြီးတော့အသုံးချနိုင်ဖို့အတွက် use matter ဆိုတော့ drug တွေကိုဆရာတို့ကအကျိုးရှိအသုံးချဖို့အတွက်လေဓာတုဗေဒကကူညီပေးတာဖြစ်ပါတယ်ဥပမာဆရာတို့သွားတိုက်တယ်ဆိုတဲ့ဒါ chemical နဲ့လောက်ထားတယ်ဒါကိုသွားတိုက်ရမယ်ဆိုတဲ့ knowledge က chemistry ကပေးထားတာဖြစ်တဲ့အတွက်ဆရာတို့ရဲ့နေထိုင်မှုဘဝမှာအကျိုးရှိအောင်ဆရာတို့ပြန်ပြီးတော့အသုံးချကြတာပေါ့နော်ဒါမျိုးလေးကိုသူက example ပြောချင်တာဖြစ်ပါတယ်ဒါဆိုရင် important of chemistry in daily life အဲ့တော့ဆရာတို့ရဲ့နေ့စဉ်ဘဝမှာဓာတုဗေဒရဲ့ important အရေးပါမှုတွေကိုဆရာတို့တစ်ချက်ကြည့်ရအောင် chemistry က is involved in ပါဝင်ပတ်သက်နေတာဆရာတို့ရဲ့ဒီ daily life ထဲမှာပါဝင်ပတ်သက်နေတာနံပါတ်1ချက် cooking food အစားအသောက်ချက်ပြုတ်တဲ့နေရာမှာလည်းပါတယ်ပြီးတော့ဆရာတို့က cleansing house အိမ်တန်ရှင်းလုပ်တဲ့အခါမှာလည်းသုံးတယ်အစောက်ချက်တဲ့အခါမှာများသောအားဖြင့်ဆရာတို့ရှက်လကာရည်တို့ဘာလို့သုံးတယ်လဲเนาะဒါလေးဆိုတော့ chemical တွေဖြစ်ပါတယ် cleansing house အိမ်တန်ရှင်းလုပ်တဲ့ detergent စက်ပြာတွေစုပ်စက်ပြာအရည်တွေအခဲတွေအကုန်လုံးကလေးဆရာတို့က chemistry နဲ့ chemical နဲ့လုပ်ထားတာဖြစ်ပါတယ်ပြီးတော့ painting room တုပ်စီအိမ်အခန်းတွေစေးတုပ်တာမှာလည်း chemistry ကပါဝင်ပတ်သက်နေတယ် using cosmetic ဆရာတို့အလှကုန်ပစ္စည်းတွေသုံးတာကလည်းဓာတုဗေဒကပတ်သက်နေတာဖြစ်ပါတယ် taking medicine ဆရာတို့ဆေးဝါးတွေအသုံးချတာကလည်းဓာတုဗေဒနဲ့ပတ်သက်နေတာပဲပြီးတော့producing energy in the body အဲ့တော့ဆရာတို့ခန္ဓာကိုယ်ထဲမှာစွမ်းအင်တွေထုတ်လွှတ်တာဥပမာဆရာတို့ကလိမ္မော်သီးစားလိုက်တယ်လိမ္မော်သီးမှာ chemical သဘောရဆိုရင်ဆရာတို့က organic acid ဖြစ်တဲ့ vitamin C ဆရာတို့ပါတယ်အဲ့ vitamin C ကိုဆရာတို့လိုအပ်တဲ့ခန္ဓာကိုယ်ရဲ့ ingredient ကစုပ်ယူသွားပြီးတော့မှဆရာတို့ခန္ဓာကိုယ်လှုပ်ရှားဖို့အတွက်သူအနေနဲ့စွမ်းအင်နေနဲ့ထုတ်ပေးတာပေါ့ဒါဆိုတော့သိကြပြီဆရာတို့ခန္ဓာကိုယ်ထဲမှာလှုပ်ရှားဖို့အတွက် chemical ဆိုရဲဓာတုဗေဒပစ္စည်းလိုအပ်တာပဲဟုတ်တယ်နော်နောက်ကကျတော့ဆရာတို့က scout of chemistry ဒါမျိုး scout ခြုံငုံပြီးကြည့်မယ်ဘယ်လိုကြည့်မလဲဆရာတို့အဲ့တော့ဒီ scout of chemistry မပြောခင်ဒါလေးဆက်တစ်ခါတော့ပြန်ဆိုကြည့်ရအောင် important of chemistry in daily life chemistry is involved in cooking food cleansing house painting room
using cosmetic taking medicine producing energy in the body ဆိုပြီးတော့ဆရာတို့ကဒီຢာလေးတွေကိုမှတ်ထားပြီးထားပြီဆိုရင်တော့အဆင်ပြေပါတယ် what is matter လို့မေးတယ်ဆိုရင် matter is anything that has much an occupied space what is chemistry chemistry is the study of matter and the changes and the growth မှတ်ထားပြီးဆရာတို့ရပါတယ်เนาะအဲ့တော့ soil chemistry ပြင်ကြည့် chemistry ဓာတုဗေဒဘာသာရေးဆိုတာက study matter ဓာတ်တွေကိုလေ့လာတယ် from atom to the human body atom ကမှ human body တဲ့လူသားခန္ဓာကိုယ်ကြီးစီတို့ရှိနေတဲ့ matter ဓာတ်အားလုံးကိုလေ့လာတာကိုဆိုတော့ chemistry ဓာတုဗေဒလို့ခေါ်ပါတယ် it effort ၎င်းကတက်ရောက်စီတာက individual ရဲ့အသီးသီး sociality as a whole ဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်းဓာတုဗေဒကသွားပြီးတော့ခြုံငုံပြီးတော့တက်ရောက်စီတာဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းကိုလည်းဆရာအရှိမတောက်သမီးတို့ကိုရှင်းထားပေးပြီးသားပါเนาะအဲ့နောက်တစ်ခုကကျတော့ဆရာတို့ကဒီကတော့ဒီဆရာတို့ဒီဖတ်စာထဲမှာဆိုရင်တောက်သမီးတို့ဒီ branches of chemistry ဆိုရဲဇေယျပေါင်းဇေယျပေါင်းဆရာတို့လက်တန်ကြီးခွဲရတဲ့ cycle ပေါင်းစီအနောက်မှာပါတယ်စာပိုက်တွေပေါ့နော်အဲ့စာပိုက်၃ပိုက်ကိုဆရာခြုံငုံပြီးတော့ဒီအချက်လေးတွေပဲရေးထားတာဖြစ်ပါတယ်တောက်သမီးတို့စာပိုက်အကုန်လိုက်ကြည့်စရာမလိုပါဘူးဒါလေးတွေပဲနားလည်ရင်ရပါပြီဒါဆိုရင်ဆရာတို့ 1.2 session ဖြစ်တဲ့ milestone in the history of chemistry ကိုသွားပါမယ်အဲ့တော့ chemistry ဆိုတော့ဓာတုဗေဒ milestone in the history ဆိုတော့သမိုင်းမှတ်တိုင်ပေါ့နော်အဲ့တော့ဓာတုဗေဒရဲ့သမိုင်းမှတ်တိုင်တွေထဲမှာဘယ်သူတွေပါမလဲဘာတွေလုပ်ခဲ့ကြလဲဘလို့ခစ်တွေရှိမလဲဒါတွေအကုန်လုံးဆရာတို့က step by step လေ့လာမှာဖြစ်ပါတယ်ဒီတော့ number 1ကကျတော့ blood magic period အဲ့တော့ blood magic period ဆိုတာကအောက်လန်းပညာသို့မဟုတ်မော်အတက်ပညာအဲ့တော့အောက်လန်းပညာခစ်လို့လည်းပြောလို့ရတယ်မော်အတက်ပညာခစ်လို့လည်းပြောလို့ရတယ်အဲ့တော့ဇာတ်ကားအနေနဲ့ပြောမယ်ဆိုတော့မာလင်တို့ပြီးတော့ဆရာတို့ Harry Potter တို့ဒါမျိုးလေးတွေပေါ့နော်ဆရာတို့ဒီအရန်ကိုဆရာတို့က fantastic ဆန်နဲ့ movie တွေထုတ်ထားတဲ့အရာတွေဒါတွေက blood magic period ပဲ blood magic period ကိုမှလုံးဝရှေးကြဆိုမာလင်ကားပေါ့နော်အဲ့တော့မာလင်ကားတွေဆိုတော့ဒီ dragon တွေနဲ့ဆရာတို့ကျွန်တော်မှော်ပညာတွေပေါ့နော်ကျွန်တော် dragon ဆိုလဲဆရာတို့ကတခုရှိသေးတယ်စတူနာမည်အောင်မေးနေထားလိုက်ပါတော့ဒါဆိုရင် blood magic period ဆိုတာကအောက်လန်းပညာလို့လည်းမှတ်လို့ရတယ်လို့မှော်တက်ပညာလို့လည်းဆရာတို့မှတ်လို့ရပါတယ်ဒါဆိုရင် blood magic period ကဆရာတို့ဘယ်အချိန်မှာစတင်ပြီးတော့ပေါ်ပေါက်တာလဲသူ့ရဲ့တိုင်းအချိန်ကာလကျတော့ prehistoric time အဲ့တော့ prehistoric time ဆိုတာကသမိုင်းမတိုင်မီခေတ် to about 300 BC ဆိုတော့ခရစ်တက္ကရာစတင်တဲ့အချိန် BC 300ခန့်မှာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ blood magic period ရဲ့ပေါ်ပေါက်ခဲ့တဲ့ time အချိန်ကိုပြောပါဆိုရင် prehistoric time to about 300 BC လို့ဆရာတို့မှတ်ထားပြီးရင်တောက်တပီတို့လုံလောက်ပါပြီဒါဆိုရင် blood magic period ရဲ့ main idea အဓိကအချက်လက်ကဘာလဲဘာဖြစ်စေချင်ခဲ့တာလဲလူတွေကဘာတွေကိုသုံးချခဲ့တာလဲဆိုရင် people လူတွေက believe everything အရာအလုံးပစ္စည်းတွေအရာအလုံးကိုသူကယုံကြည်ခဲ့ကြတယ် was made အဲ့ပစ္စည်းတွေက was made ပြုလုပ်ထားခဲ့တယ် for elements ဆိုတဲ့ dressing ၄ခုနဲ့ဆရာတို့ဖွဲ့စည်းထားတယ် art ဘာဖြစ်မလဲကလေးတွေ art ဟုတ်တယ်ဆရာတို့မြေ air လေ water ရေ fire မီးဆိုတဲ့ဆရာတို့က dressing ၄ခုနဲ့အရာအလုံးကိုဖွဲ့စည်းထားတယ်ဆိုတာကို black magic period မှာလူတွေကယုံကြည်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုရင်မြေရေလေအကုန်လုံးထိချွန်တာ avatar လည်းရှိမှာပဲเนาะဒါငယ်ငယ်တုန်းကဆရာတို့မတိုင်နေပေါ့เนาะဆရာတို့ဒီအသက်ကြီးမှထွက်ခဲ့တဲ့ avatar ကားပေါ့เนาะအဲ့ avatar ကားထဲမှာဆိုလေသူကဆရာတို့မြေရောလေရောရေရောမီးရောအကုန်လုံးသူက control လုပ်နိုင်တဲ့ adventure ကောင်လေးပေါ့เนาะအဲ့တော့ဒီဒါဆိုတဲ့ဆရာတို့ကအဓိကအနေနဲ့ blood magic period မှာဆိုရင်လူတွေကယုံကြည်ကြတာကကမ္ဘာမှာရှိနေတဲ့အရာအလုံးကို earth air water fire ဆိုရဲfour elements နဲ့ပြုတ်ထားတယ်လို့သူကယုံကြည်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုရင်ထပ်ပြီးတော့ဆရာတို့ကဒီ blood magic period ခါလာမှာရှိခဲ့တဲ့ Greek philosopherဆိုတာကအတွေးခေါ်ပညာရှင် Greek ဆိုတော့ Greek အတွေးခေါ်ပညာရှင်တွေက explain ဆိုလို့ရှင်းပြခဲ့တဲ့ matter ဓာတ်တွေက without experiment ဆိုတာကလက်တွေ့စမ်းသပ်ချက်တွေမရှိဘဲနဲ့ဓာတ်တွေအကြောင်းကိုဆရာတို့က Greek philosopher တွေက explain လုပ်ခဲ့တာဆရာတို့ယခုခေတ် modern chemistry မှာဆိုရင်တခုခုကိုလေ့လာစမ်းသပ်ပြီးတော့မှဒီအရာကဘာဆိုတဲ့အကြောင်းကို experimental အချက်လက်တွေနဲ့ဆရာတို့ရှင်းပြကြတာပေါ့နော်ဒါပေမဲ့ blood magic period ရဲ့ကာလမှာကကျတော့သူတို့ကလက်တွေ့စမ်းသပ်ချက်တွေမရှိဘဲနဲ့ matter ဓာတ်တွေအကြောင်းကိုသူတို့က philosopher တွေကရှင်းပြခဲ့ကြတာဘာလို့လက်တွေ့စမ်းသပ်မရှိတော့ philosopher ဆိုတဲ့အတွေးခေါ်ပညာရှင်လေသူကလက်တွေ့မရှိဆိုတာအတွေးနဲ့ပဲသွားတာပေါ့နော်ကျတော့ Aristotle ကလီဘရာလေးပြော Aristotle အဲ့တော့ Aristotle ဆိုတဲ့တယောက်ကဒီဆရာတို့ဒီ
Aristotle ကပေါ့နော် Aristotle idea ဆိုတဲ့ Aristotle ရဲ့အတွေးအခေါ်တွေက greatly influence လွှမ်းမိုးထားတဲ့ this period ဆိုတော့ Black Magic period ကာလမှာဆိုရင် Aristotle idea တွေကဆရာတို့ကလွှမ်းမိုးထားတာဖြစ်ပါတယ်ရလားကလေးတွေရမယ်နော်အဲ့တော့ Aristotle ရဲ့ဆရာတို့ကအတွေးခေါ်ပညာတွေသူ့ရဲ့အသုံးနှုန်းတွေအကုန်လုံးကဆရာတို့ကဒီ Black Magic period မှာလွှမ်းမိုးထားတာဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့ပြန်ပြီးတော့ဆရာတို့လေ့လာတဲ့အခါမှာသူ့ရဲ့ achievement အောင်မြင်မှုတွေကဘာလဲဆိုရင် extraction of matter from ores of ဆိုတာကဆရာတို့ကမြန်မာလိုဆရာတို့နားလည်ထားမယ်ဆိုရင်တထုရိုင်းအဲ့တော့တထုရိုင်းကနေပြီးတော့မှ extraction ဆိုတာကဆရာတို့ကထုတ်ဖော်တယ် of matter ဆိုတော့တထုတွေကိုထုတ်ဖော်တာအဲ့တော့တထုရိုင်းကနေပြီးတော့မှတထုတွေကိုထုတ်ဖော်တာကသူ့ရဲ့ achievement number 1ပြီးတော့ pottery 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 and glazes ဆိုတာ glazes အဲ့တော့ pottery ဆိုတာကအိုးခွက်တွေနဲ့ဆရာတို့ဒီ glaze ဆိုတာကဒီစင်းရည်ကိုတုတ်တာတွေပေါ့နော်အယောင်တင်တဲ့ဟာတွေပေါ့ဒါတွေကလည်းသူ့ရဲ့ achievement အောင်မြင်မှုတွေဖြစ်ပါတယ်နောက်ကျတော့ fermentation အရက်ချက်ချင်း of beer and wine ဆိုတော့ beer နဲ့ wine တွေကိုချက်တာတွေကလည်း achievement တွေဖြစ်ပါတယ် sauce making ဆက်ပြားတွေပြုလုပ်တာတွေ glass production ဆိုတော့ဖန်တွေကိုထုတ်တာတွေနဲ့ bronze alloy production အဲ့တော့ BRONZE bronze ကလေးအတတ်ထွက်ရမလားအဲ့တော့ BRONZE ဆိုတော့က bronze ဆိုတာကကြေးတွေပေါ့နော်အလွိုင်းဆိုတော့တထုဇက်အဲ့တော့ကြေးတထုဇက်တွေကို production ပြုလုပ်ခြင်းဆိုတဲ့ဒီအရာလေးတွေကိုသူတို့က achievement အနေနဲ့ဆိုတော့ရရှိခဲ့တာဖြစ်ပါတယ်ဒါဆိုရင် Black Magic period ကာလကပေါ်ပေါက်ခဲ့တဲ့အချိန်က prehistoric time to about 300 BC ဖြစ်ပါတယ်သူရဲ့အဓိကအတွေးခေါ်စိတ်ကူးတွေကကြတော့လူတွေက dressing လေးမျိုးဖြစ်တဲ့ at ရ air ရ water ရ fire ရဆိုရယ်လေးမျိုးနဲ့ဆက်လို့ပြုလုပ်ထားတယ်ဆိုတာကိုလူတွေကယုံကြည်ခဲ့ကြဖြစ်ပါတယ်အဲ့အတွေးခေါ်ပညာတွေကိုအကုန်လုံးကို Greek philosopher တွေက experiment ဆိုရယ်လက်တွေ့စမ်းသပ်ချက်တွေမရှိဘဲနဲ့ဆရာတို့ရှင်းပြခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ဆရာတို့က this period ဆိုရယ် Black Magic period မှာဆိုရင် Aristotle ရဲ့ idea တွေကဆရာတို့ကလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။အဲ့တော့လွှမ်းမိုးခဲ့ပြီးတော့မှသူတို့ကဆရာတို့ကဒီလိုမျိုးပေါ့နော် Black Magic period မှာဆိုရင်ဆရာဒီမှာရေးဖို့ကြံခဲ့တာကအဓိကဖြစ်သူကမီးကိုသုံးကြတယ်ပေါ့နော်။မီးကိုသုံးပြီးတော့မှရရှိခဲ့တဲ့အောင်မြင်မှုတွေကကြတော့ဒီတထုရိုင်းကနေတော့မှတထုကိုထုတ်ဖော်တယ်ပြတော့အိုးခွက်တွေပြုလုပ်တယ်ပြတော့စင်းရည်တုပ်တယ်ပြတော့ဘီယာနဲ့ဝိုင်ရက်တွေအချင်းဖောက်တယ်ပြတော့စေးဝါးနဲ့ရေမွေးတွေအတွက်ဆရာတို့အသုံးကြတယ်ပြီးတော့ဆရာတို့က sauce making တွေလုပ်တယ် glass production ဆိုရဲဆရာတို့ကဖန်တွေချက်တယ်ပေါ့နော်ဖန်တွေအမြောက်များတွေပြုလုပ်တယ် bronze alloy production ဆိုရဲကြေးတထုဆက်တွေကိုဆရာတို့ကထုတ်ချင်းတွေစရှိတွေဖြစ်တာသူရဲ့ achievement အောင်မြင်မှုတွေဖြစ်ပါတယ်အဲ့ဒါမျိုးနားလည်ကြမလားမသိဘူးเนาะဒါဆိုရင် Black Magic period ကာလမှာဆိုရင်ဆရာတို့ရရှိခဲ့တဲ့ knowledge အပိုင်းလေးတွေကိုတောက်သမီးကိုနားလည်မယ်ထင်ပါတယ်နောက်တစ်ချိန်မှတာနေစာ Alchemy period ကိုဆရာတို့သင်မှာဖြစ်ပါတယ်အဲ့တော့ Black Magic period ဆိုပြီးတော့ဆရာတို့ဒီလိုမျိုးဒီအရှိအချက်လက်တွေကမရေးချင်လည်းမရေးနေရပါတယ်ဆရာတို့ရေးလိုက်ပို့သဘောကျတယ်ပေါ့เนาะဒါတော့ရေးဖို့အတွက်ပဲnote တွေထုတ်ပေးထားတာပါအဲ့တော့ milestone in the history of chemistry ကိုခေါင်းစဉ်တက် Black Magic period လို့တက်ပြီးဆိုတာနဲ့အောက်ကအချက်လက်တွေအကုန်လုံးကိုတက်စီပြီးရေးပါအခောက်ဖတ်ပါနားမလည်စာကိုဒီပြန်နားထောင်ပြီးတော့မှပြန်သွားလို့ရတယ်ပေါ့နော်ဆရာတို့ bureaucrats တွေကကျတော့ set study ဖြစ်တဲ့အတွက်စာမေးခွင့်တော့မရှိဘူးဒါပေမဲ့ကိုတိုင်းဗီဒီယိုအထက်ခါပြန်ကြည့်လို့ရတာကတောက်သမီးတွေအားတာချက်ဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ချိန်မှာပြန်တွေ့ပါမယ်နော်